ဒီခါမှာတော့အသိန်းကချင်းမိုင်လာလေလို့ကြောက်ကဖေးရှာနေတဲ့သူတွေအတွက်အသိန်းနီမန်းမှာရှိတဲ့ကြောက်ကဖေးလေးနဲ့အသိန်းညှို့ပေးချင်ပါတယ်။ဆိုင်နာမည်လေးကအသိန်းတော့မာလီကက်ကဖေးရန်ဘာပါ။ဆိုင်လေးကအသိန်းတော့နာမည်ကြီးဝန်နီမန်မောရဲ့ဘေးမှာရှိပါတယ်။ဒီဆိုင်လေးမှာတော့အသိန်းတို့မြောင်မျိုးစားပေါင်း90ကျော်ဝင်းကျင်ကိုအသိန်းတို့ဒီမှာဆိုရင်သူတို့မွေးမြူပြီးတော့ပြသထားပါတယ်။ဝင်စင်းနေနဲ့ဆိုတော့သူတို့ကဘတ်250တောင်းပြီးတော့ဒီမှာကြာရကော်ဖီတစ်ခွဲယူလို့ရပါတယ်ပြီးရင်ကြောင်းတွေကိုကင်လို့ရမယ်အသိန်းတို့ပွေ့ချီလို့တော့မရဘူးပေါ့နော်ကဲဒီကြောင်လေးရဲ့နာမည်ဆိုကလမ်နဲ့အသိန်းတို့စစ်စရာလေးတော့လုံးတက်နေရပါသူ့ကိုထိစီလိုက်တယ်မဲ့အခြေရုံလေးနော်တကယ်ကိုချစ်စရာကောင်းပါတယ်အဲ့တော့အသိန်းတို့မြောင်ချစ်တဲ့သူတွေအတွက်ကတော့အရန်ကိုမအောင်အဆင်ပြေတယ်ကွာ250နဲ့တကယ်ကိုမအောင်တန်ပါတယ်ကဲဒီမှာဆရာသမားတယောက်ဆိုတော့ဒီမဲ့အဲကွန်ကန်ထဲမှာနော်အမေကြည့်လိုက်အေးစေးကိုအိတ်နေတာပါဟာဆရာသမားအိတ်နေရမဟုတ်ဘူးတော့စိန်ခန့်နေတာတို့ဘွားတွေပဲတာရယ်နော်ဒီမှာထမင်းလင်းထစားလိုက်အေးစေးလေးမဲ့အဲကွန်ကန်ထဲမှာစိန်ခန့်လိုက်လူတွေရဲ့အချစ်ခံလိုက်နဲ့ကောင်းနေမှုပါကွာကဲဒီမြောင်လေးဆိုလဲချစ်စရာတွေသူမအိတ်ချင်နေရမယ်လူတွေကပတ်စနေလို့အမေစီလဲသူမအိတ်ချင်တာဟိုမစောချင်တာလို့အိတ်ချင်တာလို့တကယ်ကိုမှချစ်စရာကိုကောင်းတော့ပါအယုတ်လေးအတိုင်းပဲကွာတကယ်ကိုမှချစ်စရာအရန်ကောင်းတယ်အဲ့တော့အသိန်းတို့အလုံးမရှိကြောင်သွားစားပေါ့နော်ဒီမှာဗတ်250ပေးပြီးတော့အသိန်းတို့ဒီမှာဆိုရင်အမှကြောင်တွေကိုစိတ်ကြိုက်အသိန်းတို့ဒီမှာဆိုရင်ချစ်လို့ရတယ်ကွယ်အဲ့တော့အရန်ကိုမှအဆင်ပြေပါတယ်ဒီမှာဆိုတဲ့နမဟူမန်နေရပတ်စနေလို့ထင်တယ်တော်တော်မှဒီမှာစိတ်ညစ်နေတဲ့မြောင်လေးပါဒီဆိုင်လေးကိုအသိန်းကညဘက်ရောက်သွားဖြစ်တဲ့အတွက်ကြောင့်မို့လို့မြောင်လေးတွေကတချို့တစ်ဝက်တည်းကတော့အိတ်နေကြပါပြီသူတို့ကြည့်ရလေလို့ပင်မန်းနေတဲ့ပုံလေးတွေတော့ပောက်ပါတယ်ဘာလို့လဲဆိုတော့လူတွေကတနေ့ကုန်သူတို့လာပြီးတော့ပုတ်တက်အဲ့လိုမျိုးလုပ်ကြတာဆိုတော့လေသူတို့လည်းတော်တော်တော့အနွမ်းဖြစ်မယ်လို့တော့သိမြင်ပါတယ်ဒီလိုမျိုးအစောတန်တဲ့မြောင်လေးတွေကြတော့လေသူတို့ကဟူမန်နေနဲ့တော်တော်မှကိုအဆင်ပြေတဲ့အထက်မှာပါတယ်ပေါ့နော်အသိန်းကတော့သူတို့အဲ့လိုမျိုးအိတ်နေတဲ့မြောင်လေးတွေကိုပဲပုတ်ပေးပြီးတော့ပဲအသိန်းသူတို့နဲ့တော့မစော့တော့ဘူးကွယ်သူတို့ကြည့်ရအဲ့လိုပင်မန်းနေမှာဆိုလို့ပါအဲ့ဒီတော့တကယ်လို့ကိုကမြောင်လေးတွေအရန်ချစ်တဲ့သူဆိုရင်တော့ဒီဆိုင်လေးကသွားမယ်ဆိုင်လေးပါလို့အသိန်းကပြောချင်ပါတယ်အသိန်းလေးဆိုင်လေးကိုကိုမမှာချက်ပေးထားပါတယ်ကြည့်ပေးကြလို့ကျေးဇူးအများကြီးပဲတင်ပါတယ်အားလုံးပဲတတာ